ကကြီးများပြောစကားကိုနားထောင်ခြင်းမရှိပါကကျွန်တော်အနေနဲ့တင်တို့၏ယောက်ျားကိုယာတုချခြင်းဖန်ဆီးခြင်းထောင်ချခြင်းစမှန်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ကျွမ်းရောက်လာကြတဲ့စစ်ခွေးများနဲ့ကျွန်တော်ပေါင်းကများဘောမအသီးသီးဘောမယောက်ျားလေးဘောမမိန်းကလေးများနဲ့ကျွန်တော်အားဘွဲတူကုန်တူဒီနေ့ပေးလိုက်တဲ့ဘောမပညာရေးဝန်ကြီးဌာနကိုလည်းကျွန်တော်အနေနဲ့ဒီနေရာမှာတင်ပြီးတော့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။တွန်းရောက်လာတဲ့စစ်ခွေးများနဲ့ဘောမများကိုလည်းကျွန်တော်ကနေပြီးတော့တူတူလာနဲ့တိုင်ပင်ပြီးထမင်းလျှော်တဲ့ပွဲစီတောင်ဆွဲပြီးတဲ့ပွဲဒီပွဲတွေကိုလည်းနောက်တစ်ချိန်ကြာရင်ပေးရသွားဖို့ရှိပါတယ်ကျွန်တော်အနေနဲ့ဒီနေရာမှာပြောချင်တာကတော့ဒီကျောင်းကထွက်တဲ့တက္ကသိုလ်ကျောင်းသားများအနေနဲ့လည်းကျွန်တော်ကိုဆန္ဒမပြကြပါနဲ့ဆန္ဒပြရင်လည်းကျွန်တော်ကစစ်တပ်သုံးပြီးစနိုက်ပါသုံးပြီးတော့ခေါင်းကိုတက်ထိမှန်အောင်ပြစ်မှာဖြစ်ပါတယ်အခုလိုပြောဆိုနေရခြင်းကလည်းကျောင်းသူကျောင်းသားများကိုချိန်ချောင်းနေခြင်းထိတ်လန့်အောင်ပြောဆိုနေခြင်းလုံးဝမဟုတ်ပါဘူးကျွန်တော်ရဲ့အာဏာကိုထိပါခဲ့မယ်ဆိုရင်လည်းကျွန်တော်ကကျောင်းသားမချမ်းဘိုးကြီးမချမ်းအကုန်လုံးပြခတ်မှာဖြစ်ပါတယ်ခုလိုပြောနေရလေကျွန်တော်ရဲ့အာဏာတည်မြဲဖို့နဲ့ကျောင်းသူကျောင်းသားများပေါ်မေတ္တာကြီးမားစွာနဲ့ပြောဆိုနေရခြင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့တိုင်းသားနယ်မြေတွေမှာဆိုရင်စာတင်ကျောင်းတိုင်းကိုပုံကျဲနေတယ်နေ့စဉ်နေ့တိုင်းကျဲနေရတာဖြစ်ပါတယ်ဒီနေရာမှာထပ်ပြောချင်တာကတော့ဘောမအဝိချောဘောမစေခြင်းဆွဲဖွဲ့လေးကိုလေကျွန်တော်နေတူတူလာနဲ့တိုင်ပင်ပြီးတော့နောက်တစ်ချိန်မှာပွဲလူကုန်တူတွေထပ်မံပြီးတော့ဖို့ရှိပါတယ်ဘောမများအနေနဲ့ကျွန်တော်တို့မိသားစုကိုထပ်မံထောက်ခံပေးပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်အနေနဲ့ပွဲတူကုန်တူတွေများပြားကိုရရှိပေမဲ့လေကျွန်တော်လူချင်းနေတဲ့သမနာယာတူသမနာပွဲတူသမနာသရူမဟာသူရမယာစာတုတ်တံပွဲကိုမရသေးလို့ပါဒီထက်ပွဲတူများကြီးလေလူချင်းသေးပါတယ်ပါရီကိုထက်လို့တင်သေးလဲဆိုတော့ကျွန်တော်မိမတူတူလှကိုလေပွဲဒီအများကြီးထပ်ပြီးချိန်ပါသေးတယ်ကျွန်တော်တို့မိသားစုတစုလုံးလေပွဲတူကုန်တူရာတူတွေကိုလေကျွန်တော်ကထပ်မပေးချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်စစ်တပ်ကိုဝင်လာတဲ့အချိန်ကခုနှစ်တန်းအောင်နဲ့အဆင်ပဲရှိပါတယ်ဘာခွင့်မှလည်းမရခဲ့ဘူးပါဘူးဒါကြောင့်မို့လူချင်းမင်းများအနေနဲ့လေအားမငယ်ပါနဲ့ကျွန်တော်အနေနဲ့နောက်တစ်ချိန်ကျရင်လူချင်းများကိုပုံမှန်ပွဲစီချင်းဆွဲတဲ့ပွဲဝိချိုပြီးတဲ့ပွဲဒီပွဲတွေကိုလည်းအတီးတီးပြရသွားမှာဖြစ်ပါတယ်ထပ်မံမှချင်တာကတော့တိုင်းမှုကတော့ညနေမှုကတော့ပုံမှုကတော့ဒီအနေနဲ့လေကျွန်တော်စတင်တူတူလာရဲ့ပြောစကားကိုနားထောင်သိချင်ပါတယ်ကကြီးများပြောစကားကိုနားထောင်ခြင်းမရှိပါကကျွန်တော်အနေနဲ့တင်တို့၏ယောက်ျားကိုယာတုချခြင်းဖန်ဆီးခြင်းထောင်ချခြင်းစမှန်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်